ငချင်းစီနဲ့ငချင်းပြန်ကြော်တယ်ဆိုတာကိုဒါမိတ်ဆွေတို့ကြားပူပြီးသားပဲဖြစ်မှာဒါကတော့မြန်မာအာဏာသိမ်းစစ်ကောင်စီထံကနေပြီးတော့သိမ်းဆဲရမိတဲ့စက်တနက်တွေနဲ့တော်လှန်ရေးအင်အားစုတွေကအတုံးချပြီးတော့သူတို့ကိုပြန်လည်တိုက်ခိုက်နေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့မြန်မာအာဏာသိမ်းစစ်တပ်အတုံးပြုနေတဲ့ဒါစက်တနက်တချို့အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခရီးသွားဆိုတဲ့ YouTube Channel လေးကနေကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာဒါကတော့မြန်မာအာဏာသိမ်းစစ်ကောင်စီပေါ့နော်ဒီအကြမ်းဖက်စစ်တပ်ကနေပြီးတော့တော်လှန်ရေးအင်အားစုတွေနဲ့ဒါဖြစ်တဲ့တိုက်ပွဲတွေမှာဒါသူတို့ရဲ့လက်ထဲမှာရှိနေတဲ့ဒါစက်တနက်တွေကိုအသုံးပြုပြီးတော့ဒါပြန်လည်ပစ်ခတ်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အခုကျွန်တော်ပထမဆုံးတင်ပြပေးခြင်းနဲ့မြန်မာအာဏာသိမ်းစစ်ကောင်စီအသုံးပြုတဲ့စက်တနက်တစ်မျိုးကတော့ ME12 လို့ခေါ်တဲ့စက်ကလေးပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင် 9.5 နဲ့ကီလိုဂရမ်ဖြစ်ပြီးတော့မှကြီးပေါက်နဲ့ဒီအပီးအစီးဆိုလို့ရှိရင်တော့ဒီတနက်ရဲ့အလေးချိန်က 9.9 ကီလိုဂရမ်ရှိပါတယ်ဒီတနက်ရဲ့အလျားက1060မီလီမီတာရှိပြီးတော့ဒီတနက်ရဲ့ပြောင်းထွက်ချိန်ကတော့တစ်စက္ကန့်ကို980မီတာဖြစ်ပါတယ်ဒီတနက်ရဲ့တိကျမှုကဆိုလို့ရှိရင်တော့မီတာ100အတွင်းမှာ4လက်မကြီးစုလောက်ထိတိကျပြီးတော့မှထီအောင်မှုကတော့900မီတာပဲဖြစ်ပါတယ်နောက်ချိန်မောက်ဆိုင်ကဆိုရင်200ကနေ900မီတာလောက်ထိချိန်တွယ်လို့ရတဲ့ဒါ MA12 စက်ကလေးအမျိုးအစားပဲဖြစ်ပါတယ်ဒါကတော့မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ကပ္ပစစက်ယုံတွေကနေပြီးတော့ထောက်လုပ်သုံးစွဲနေတဲ့ MA12 စက်ကလေးပုံပဲဖြစ်ပါတယ်အခုဆက်လက်တင်ဆက်ပေးမှာကတော့ MA13 လို့ခေါ်တဲ့စက်တနက်ကလေးပဲဖြစ်ပါတယ်ဒါကတော့မြန်မာနိုင်ငံရဲ့ဒါရဲတပ်ဖွဲ့တွေထံမှာဒါအများဆုံးအသုံးပြုတာကိုတွေ့ခဲ့ရဘူးတဲ့စက်တနက်တစ်မျိုးပဲဖြစ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကတော့ 3.9 ကီလိုဂရမ်ပဲရှိပြီးတော့မှကြည်ပေါက်ပါမယ်ဆိုရင်တော့ 4.2 ကီလိုဂရမ်ထိလေးပါတယ်ဒီတနက်ရဲ့ကြည်အိမ်က 3.5 ဂရမ်ဖြစ်ပြီးတော့မှဒါကကြည်မပါတဲ့အလေးချိန်ဖြစ်ပါတယ်ဒီတနက်ရဲ့ပြင်းနှုန်းကဆိုလို့ရှိရင်10မိနစ်ကို1600လောက်ထိပြတ်ခတ်နိုင်တယ်လို့ဆိုထားပါတယ်ရှေ့ချိန်ဒီပုံစံကတော့ဒါ BA63 နဲ့အတူတူပဲဖြစ်ပြီးတော့နောက်ချိန်ခွက်ကဆိုလို့ရှိရင်100မီတာကနေပြီးတော့ဒါ200မီတာလောက်ထိချိန်တွယ်လို့ရတဲ့ MA13 စက်တနက်ကလေးပဲဖြစ်ပါတယ်ဒီတနက်တီရဲ့ကြည်ဝင်ဆန့်မှုကတော့သူ့ရဲ့ကြည်ပေါက်မှာဒါ25တောင်ထိဝင်ဆန့်နေတာ MA13 စက်တနက်ကလေးပဲဖြစ်ပါတယ်ကျွန်တော်ကစစ်လက်နက်ကျွမ်းကျင်သူတယောက်မို့ပဲနဲ့ဒါမြန်မာအာဏာသိမ်းဒီစစ်ကောင်စီရဲ့လက်နက်ကြီးဆိုတဲ့ software ကနေပြီးတော့ဒါကျွန်တော်ပြန်လဲကိုးကားထားတာတွေပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအခေါ်ငချင်းမီဆိုတဲ့စက်တနက်ကိုတောင်ပိုင်းတိုင်းကဒါကျွန်တော်တို့စစ်ကောင်စီအင်မတန်ကြောက်တဲ့ဘိုးစောကိုပြစ်ခတ်ပြနေတာပဲဖြစ်ပါတယ်ဒီငချင်းမီစက်တနက်ကိုဒီအာနာသိန်းစစ်ကောင်စီရဲ့ကပ္ပစတွေကနေပြီးတော့ MA15 ဆိုပြီးတော့ထုတ်လုပ်ထားပါတယ်သူ့ရဲ့ဒီကြီးကတော့ 7.62 မမစက်တနက်လို့လည်းခေါ်ပါတယ်ဒီတနက်ရဲ့အလေးချိန်ကဆိုရင် 17.5 ကီလိုဂရမ်ဖြစ်ပြီးတော့မှဒီတနက်ရဲ့အရှည်ကတော့1225မီလီမီတာရှိပါတယ်ပြောင်းအလျားကတော့48လက်မှရှိပြီးတော့မှပြောင်းထွက်ချိန်ကဆိုလို့ရှိရင်တစ်စက္ကန့်ကို820မီတာလောက်ထိပြောင်းထွက်ပါတယ်အဝေးဆုံးပြတ်ခတ်နိုင်တဲ့အကွာအဝေးကတော့မီတာ4000ပဲဖြစ်ပါတယ်ထီရောက်မှုကဆိုလို့ရှိရင်တော့ဒါမီတာ1200လောက်ပဲကောင်းကောင်းထီရောက်နိုင်တာပဲဖြစ်ပါတယ်ဒါကတော့ငချင်းမီစက်တနက်တွေရဲ့ဒါအဝေးဆုံးပြတ်ခတ်နိုင်တဲ့အစွမ်းအင်ပဲဖြစ်ပါတယ်အနည်းဆုံးကဆိုလို့ရှိရင်တော့ဒါမီတာ200လောက်ထိပြတ်ခတ်နိုင်တာပဲဖြစ်ပါတယ်ဒီ MA15 7.62 စက်တနက်တွေရဲ့ပြောင်းရက်ကတော့ညာရက်4ရက်ရှိပြီးတော့မှဒီသူ့ရဲ့ပြောင်းနောက်ဆုတ်ရှင်ကတော့8မီလီမီတာပဲဖြစ်ပါတယ်တိုက်ပွဲတွေမှာရန်သူကိုအငိုက်ဖမ်းပြစ်ခတ်နိုင်မှုကတော့မီတာ600ပဲရှိပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါ MA15 လို့ခေါ်တဲ့ငချင်းမီစက်တနက်ရဲ့ဒီပုံစံအစုံပဲဖြစ်ပါတယ်ဒီတနက်တရားဆိုလို့ရှိရင်လည်းဒါမြန်မာအာဏာသိမ်းစစ်တပ်ရဲ့ကပ္ပစကကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေတဲ့ဒါစက်တနက်တစ်မျိုးပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတင်ပြမှာကတော့ဒါ MA23 RPD စက်ကလေးလို့ခေါ်ပါတယ်ဒီတနက်ကိုတော့မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ကပ္ပစတွေမှာထုတ်လုပ်ထားတယ်ဆိုတဲ့အချက်လက်တွေကိုဒါစစ်တပ်ရဲ့လှုပ်ဝက်မှုတွေကြောင့်သိမတွေ့ရပေမဲ့ဒါတွေကတော့ဒီဆိုဗီယက်ရုရှားနိုင်ငံရဲ့ PKM လို့ခေါ်တဲ့ဒါတနက်တွေရဲ့ဒါမျိုးခွဲပေါ့နော်ပုံစံ copy ကူးချထားတဲ့တနက်တစ်လက်လို့လည်း data တွေအရသိရပါတယ်ဒီတနက်တွေကိုအဓိကထုတ်လုပ်တာကတော့ဒါတရုတ်နိုင်ငံကဖြစ်ပြီးတော့မှဒီတနက်ရဲ့အလေးချိန်ကဆိုရင်တော့19.4ပေါင်ဒါကကြီးအိမ်ပါပြီးဖြစ်ပါတယ်တနက်ရဲ့အရှည်ကဆိုရင်တော့39လက်မပဲဖြစ်ပါတယ်ဒီ MA23 RPD စက်ကလေးတွေရဲ့ပြောင်းအရှည်ကဆိုရင်တော့20.6လက်မရှိပြီးတော့မှဒီတနက်ဒီမှာဒီထည့်လို့ရတဲ့ကြီးအိမ်ပေါ့နော်သူ့ရဲ့ကြီးအိမ်ကတော့အတောင့်100လောက်ထိပြက်ခတ်ထည့်သွင်းနိုင်ပြီးတော့မှတစ်စက္ကန့်ကိုဆိုလို့ရှိရင်ပေအားဖြင့်2400ဒီ10တပေလောက်ထိဒါပြက်ခတ်နိုင်တဲ့စက်ကလေးအမျိုးအစားပဲဖြစ်ပါတယ်ဒီတနက်တွေရဲ့ပြင်းနှုန်းကတော့10မိနစ်ကိုကြီးအတောင့်650ကနေ900လောက်ထိပြက်ခတ်နိုင်ပြီးတော့မှအဝေးဆုံးပြက်ခတ်နိုင်တဲ့အကွာအဝေးကဆိုရင်တော့မီတာ1000ပဲဖြစ်ပါတယ်ထီရောက်မှုအကွာအဝေးကဆိုရင်တော့ဒါမီတာ900လောက်ထိကောင်းကောင်းပြက်ခတ်နိုင်တဲ့ဒီစက်ကလေးအမျိုးအစားတွေပဲဖြစ်ပါတယ်အခုဒါမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါ MA23 RPD လို့ခေါ်တဲ့ဒါစက်ကလေးအမျိုးအစားပဲဖြစ်ပါတယ်အဓိကထုတ်လုပ်တဲ့နိုင်ငံကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ကပ္ပစစက်ယုံတွေမှာတော့ဒီတနက်ကိုထုတ်လုပ်တာမျိုးမတွေ့ရပါဘူးသူ့ရဲ့မူလကတော့ဆိုဗီယက်နိုင်ငံတွေပဲဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပြီးမှာကတော့ BA63 လို့ခေါ်တဲ့ချေမုံကြီးရိုင်ဖယ်ပဲဖြစ်ပါတယ်
ဒီတနက်တရားဆိုလို့ရှိရင်လည်းမြန်မာအာဏာသိမ်းစစ်ကောင်စီတပ်သားတွေရဲ့အကြိုက်တနက်တက်လက်လို့ပြောရမှာပေါ့နော်ဒီတနက်ရဲ့အလေးချိန်ကဆိုလို့ရှိရင်4.33ကီလိုဂရမ်ဖြစ်ပြီးတော့မှကြည်အိမ်ရဲ့အလေးချိန်ကတော့9.83အောင်စာပဲဖြစ်ပါတယ်ကြည်အပြည့်တက်ဆင်ပြီးမယ်ဆိုရင်တော့4.94ကီလိုဂရမ်ထိလေးပြီးတော့မှတနက်ရဲ့အလျားကဆိုလို့ရှိရင်1018မီလီမီတာဖြစ်ပြီးတော့ပြောင်းအလျားကဆိုလို့ရှိရင်တော့455မီလီမီတာဖြစ်ပြီးတိကျမှုကဆိုရင်တော့မီတာ300ပဲဖြစ်ပါတယ်ဒီ BA63 ချေမုံကြီးရိုင်ဖယ်တွေရဲ့ပြစ်နှုံးကားဆိုလို့ရှိရင်10မိနစ်ကိုအတောင်600လောက်ထိပြစ်ခတ်နိုင်ပြီးတော့မှသူ့ရဲ့ပြောင်းထွက်ချိန်ကားဆိုလို့ရှိရင်ဒါ1စက္ကန့်ကိုမီတာ800လောက်ထိကောင်းကောင်းပြောင်းထွက်နိုင်တဲ့ BA63 အမျိုးအစားပဲဖြစ်ပါတယ်ပြောင်းအချင်းကတော့9.6နဲ့မီလီမီတာပဲဖြစ်ပါတယ်ဒါကတော့ BA63 ပဲဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့ BA64 လို့ခေါ်တဲ့ဒါ 7.62 မီလီမီတာစက်ကလေးအမျိုးအစားပဲဖြစ်ပါတယ်ဒီတနက်တွေရဲ့အလေးချိန်ကဆိုရင်တော့9.8ကီလိုဂရမ်ဖြစ်ပြီးတော့တနက်ရဲ့အလျားကဆိုရင်တော့1018မီတာဖြစ်ပါတယ်ပြောင်းထွက်ချိန်ကဆိုလို့ရှိရင်တော့1စက္ကန့်ကို800မီတာဖြစ်ပြီးတော့မှထိရောက်မှုအကွာအဝေးကဆိုလို့ရှိရင်တော့1200မီတာပဲဖြစ်ပါတယ်ဒီ7.62မီလီမီတာစက်ကလေးတွေရဲ့ပြောင်းအချင်းကဆိုလို့ရှိရင်တော့ဒါ7.62မီလီမီတာဖြစ်ပြီးတော့မှဒါက BA63 နဲ့ပေါ့နော်ဒီ BA64 ရဲ့ကြားမှာကွာခြားချက်တွေအနည်းငယ်ရှိနေပါတယ်ဒီကွာခြားချက်တွေကဘာတွေလဲဆိုတော့ဒီ BA64 တွေရဲ့ထူးခြားချက်တွေကတော့ပြောင်းအထူဖြစ်တယ်မောင်းတင်နံပြွန်ကလည်းအထူဖြစ်တယ်ပြီးရင်သူတို့ကနှစ်ချောင်းထောက်တွေပါပြီးတော့မှမောင်းတင်တဲ့အတန်တွေလက်ကင်တွေပါတယ်တံမဏိပြောင်းကားတွေပြောင်းကားဒိန်းတွေပြီးအစွဲလက်ကင်တွေနောက်ချိန်တိုင်းတွေဒါတွေဟာဆိုလို့ရှိရင်တော့ BA64 ရဲ့ထူးခြားတဲ့အချက်လက်တွေပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါ BA64 စက်ကလေးလို့ခေါ်တဲ့ဒါ17နှစ်ရဲ့ပုံပဲဖြစ်ပါတယ်သူက BA63 နဲ့ဒါအနည်းငယ်ကွဲပြားတဲ့17နှစ်အမျိုးအစားပဲဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်တွေကိုလည်းကျွန်တော်ရှေ့မှာဆောင်းတာတင်ပြခဲ့တယ်ပေါ့နော်အခုမိတ်ဆွေတို့ဆက်ပြီးတွေ့ရမှာကတော့ဒါ 0.5 17နှစ်အမျိုးအစားပဲဖြစ်ပါတယ်ဒါကတော့မြန်မာအာဏာသိမ်းစစ်တပ်ရဲ့စစ်ကော်မရှင်တပ်သားတွေပေါ့နော်ခြေတန်းတိုက်ပွဲတွေမှာအသုံးပြုတဲ့စစ်တပ်နဲ့ဆက်လက်နဲ့အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်ဒါကတော့ 0.5 တွေမဟုတ်ဘူးပေါ့နော်အခုကျွန်တော်တင်ဆက်ပေးမှာကတော့ 0.5 တွေဖြစ်ပါတယ်ဒါကတော့တော်လန်ရေးအင်အားစုတွေရဲ့အကြိုက်เนาะလေရင်ပြစ်တဲ့နေရာမှာဒါထိရောက်စေနိုင်တဲ့တနက်တက်လက်လို့ပြောရင်လည်းမမှားပါဘူးအလေးချိန်ကတော့38ကီလိုဂရမ်ရှိပြီးတော့မှဒီတနက်တည်းရဲ့ကြီးကပတ်အပြည့်အလေးချိန်ကဆိုရင်တော့73.2ကီလိုဂရမ်ရှိပါတယ်17နှစ်ရဲ့အလျားကဆိုလို့ရှိရင်1656မီလီမီတာဖြစ်ပြီးတော့မှဒါပြောင်းရစ်ကိုညာရစ်8ရစ်နဲ့ 0.5 အမျိုးအစားတနက်ပဲဖြစ်ပါတယ်ပြင်းနှုန်းကတော့10မိနစ်ကိုအတောင်450ကနေပြီးတော့900လောက်ထိပြစ်ခတ်နိုင်ပြီးတော့ထိရောက်မှုကတော့150လောက်ဖြစ်ပါတယ်ဒီ 0.5 တနက်ကြီးတွေရဲ့ပြောင်းထွက်ချိန်ကဆိုရင်1စက္ကန့်ကို916မီတာဖြစ်ပြီးတော့မှအဝေးဆုံးရောက်နိုင်တဲ့အကွာအဝေးကဆိုရင်တော့မီတာ6800ပဲဖြစ်ပါတယ်ထိရောက်မှုပမာဏဆိုလို့ရှိရင်တော့မီတာ2000လောက်ထိကောင်းကောင်းထိရောက်တာပဲဖြစ်ပါတယ်ဒါကတော့တောင်ပိုင်းတိုင်းမှာဒီဘူတာဘောတို့ကော်ဘရာစစ်ကြောင်းကနေပြီးတော့မှတင်ငန်းညီနောင်ကိုလာတဲ့ဒါဗျူဟာမူးကိုပြစ်ချထားနိုင်တဲ့ပေါ့နော်ဒီလေရင်ကိုပြစ်ချထားနိုင်တဲ့စစ်ကောင်စီတပ်သားတွေကြည်ကွဲခဲ့ရတဲ့ဒါလေရင်ပြစ်ချထားနိုင်တဲ့ 0.5 အမျိုးအစား17နှစ်တလက်ပဲဖြစ်ပါတယ်အခုဒါမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ဒါကျွန်တော်ကိုယ်တိုင်ရှေ့တန်းမှာမှတ်တမ်းတင်ထားတယ်ဒါ 0.5 တနက်ပဲဖြစ်ပါတယ်ဒါစစ်ကောင်စီတွေရဲ့ဒီ MI-70 တို့ MI-35 တို့ကိုပြန်လဲတံပြန်ပစ်ခတ်ဖို့ဒါအစဉ်သင့်ပြုလုပ်ထားတဲ့ဒီ 0.5 17နှစ်အမျိုးအစားပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပြီးတော့ကျွန်တော်ရဲ့ comment မှာမိတ်ဆွေတို့ပြောချင်တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment ပေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်